မင်္ဂလာပါဒီအခန်းကပတူနန်းညာဈေးနားမှာရှိပါတယ်ခန်းနေထွက်ပြီးတော့လမ်းထိပ်ကိုထွက်လိုက်တာနဲ့တင်ပတူနန်းညာဈေးအဆောက်အတန်းရောက်ပါတယ်အဲ့တော့အခန်းကစတူဒီယိုခန်းဟိုမှာအလဲကနေ partition ပိုင်းထားတာပေါ့နော် partition ပိုင်းထားတာရေချိုခန်းကျတော့ဟိုးနောက်မှာအဲ့တော့ဒီရှေ့ရလူကလည်းဒီနောက်ကအခန်းကိုဖြတ်ပြီးတော့ဟိုနောက်ကိုသွားမှာဖြစ်တဲ့အတွက်ထဲမှာ partition ပိုင်းထားတယ်တကားတွေပါတယ်ဆိုပေမဲ့ကျွန်တော်ကအခန်းလို့မဆိုလို့ဘူးပေါ့နော်ဘာဆိုတော့ဒီနောက်ခန်းကိုဖြတ်သွားရမှာဖြစ်တဲ့အတွက်မိသားစုတွေတငယ်ချင်းတွေပေါ့တငယ်ချင်းတွေစုပြီးတဲမယ်ဆိုရင်စုပေါင်း၄ယောက်ပေါ့၄ယောက်တဲလို့ရတဲ့အခန်းပါဒါကခု2ယောက်ဒီနောက်မှာ2ယောက်ပေါ့နော်အဲ့တော့ဒီအခန်းကဒီခန်းပိုင်ရှင်မှာအခန်းတွေအများကြီးရှိတယ်ခန်း9ခန်းလောက်ရှိတယ်ပုံစံတူတွေပေါ့နော်အဲ့တော့ဘယ်အခန်းရမယ်အခုဒီခန်းရမယ်လို့တော့မဟုတ်ဘူးဒါပေမဲ့စင်တူတွေရမှာပေါ့နော်ဒီလိုပုံစံမျိုးတွေပဲအခန်းပိုင်းထားတာပြီးတော့ဒီဘက်နောက်မှာဆိုရင်မိဖို့ကန်ရှိတယ်မိဖို့ကန်ပေါ့နော်အခုဒါဆိုရင်ဒါကိုကျွန်တော်ထိုင်နေတာထမင်းစားကုန်၄ယောက်ခုံမှာထိုင်နေတာပေါ့နော်အဲ့တော့ဒီမှာဆိုရင်ဒါကမိဖို့ကန်ဆိုပေမဲ့ချက်ပြုတ်စားလို့မရဘူးနှွေးစားလို့ရမယ် microwave ပါမယ်ရေခဲတစ်တာရှိမယ်ပေါ့နော်နောက်ဒီဘက်B ကဝင်ပေါက်ဟိုဘက်ကဝင်ပေါက်ပေါ့နော်အဲ့တော့တချို့ဒီဟိုရာဘေဇင်တို့မိဖို့ကန်တို့ကဒီလိုဟာမျိုးပေါ့နော် kitchen ပေါ့kitchen တို့က mini kitchen ကဒီလိုအပေါက်ဝနာမှာပါတာရှိတယ်တချို့အခန်းတွေကဟိုဘက်အတွင်းဘက်အနောက်ဆုံးမှာရှိတယ်ပေါ့နော်အဲ့ဒါလောက်ပဲ꿰သွားမယ်ကျန်တဲ့ဟာတွေကတော့အားလုံးစင်တူပါပဲအဲ့လိုမျိုးဒီစတူဒီယိုခန်းကိုဟောခန်းကိုမှပါတီရှင်ပိုင်းထားတာပေါ့နော်အဲ့တော့အခန်းလေးအသေးစိတ်တစ်ချက်ပြပါမယ်အဲ့တော့ဒါကအိပ်ရာတစ်ခု2ယောက်အိပ်ရာပြီးတော့ဒီမှာထမင်းစားတဲ့နေရာပြီးတော့ဒီမှာကဒါမိဖို့ကြောင့်အသေးလေး mini kitchen လေးပေါ့နော်အဲ့တော့အိုးရီခွက်တွေမဟုတ်ပကံနေပေါ့နော်ပကံနေခွက်တွေဒီမှာရှိတယ်အဲ့တော့အပြင်ကဝယ်လာပြီးတော့နှွေးစားလို့ရမယ်ပေါ့နော်နှွေးစားလို့ရမယ်အဲ့တော့ဒီအောက်ကိုဝင်သွားရင်ဒါက2ယောက်အိတ်ပေါ့နော်2ယောက်အိတ်ရတစ်လုံးရှိမယ် TV ဘာညာရှိမယ်မန်ရှိမယ်ပြီးတော့ဒီမှာကဝရန်ဒါရှိမယ်ဒါကဝရန်ဒါဒီဝရန်ဒါမှာတော့ဆက်လက်တောက်ခွင့်ပေးထားတယ်အခန်းထဲမှာဆက်လက်တောက်ခွင့်ပေးမထားဘူးပေါ့နော်အဲ့တော့တကားပိတ်ပြီးတော့ထဲကိုအနက်မဝင်အောင်တော့ဆက်လက်တောက်ပါပြီးတော့ဒီမှာကရေချိုခန်းအိမ်သာရေချိုခန်းအိမ်သာပါအိမ်သာအဝကနေခြုံပြီးကြည့်မယ်ဆိုရင်လည်းအခန်းရဲ့အနေထားဒီလိုရှိပါတယ်အဲ့တော့ကျွန်တော်တို့ကအခန်းကနေထွက်လာပြီဆိုရင်ဒီလမ်းထိပ်ကိုရောက်မှာပေါ့နော်ဒီလမ်းထိပ်ကိုရောက်မယ်ဒါကပတူနန်းညဈေးအစဘွားရုပ်ကဒီမှာဒီရှေ့ရလမ်းတဲ့မှာဒီဘက်တဲကိုဝင်သွားရင်ဘွားရုပ်ဒီတဲ့မှာက Indra Square ပေါ့နော် Indra Square ပြီးတော့အခုဒီလမ်းပေါ့ဒီလမ်းဆိုလို့ရှိရင်ဒါဒီမှာအစားတောက်တွေလည်းစားလို့ရတယ်ဒီကနေပြီးတော့ဖြတ်ချသွားပြီဆိုရင်ဟိုဘက်ဖောက်ထွက်သွားပြီဆိုရင်Platinum Mall ကိုတန်းရောက်မယ်ပေါ့နော်ဟိုတော့ပဲရှောက်ရမယ်3မိနစ်ပေါ့3မိနစ်လောက်ပါပဲပေါ့နော်3မိနစ်ဒီဘက်ဆိုလဲ3မိနစ်ဒီဘက် Indra Square ဆိုလဲ3မိနစ်အဲ့လောက်ပါပဲ